animation များလုံးမဲ့မင်္ဂလာပါဗျာနော်ကျွန်တော်3ရက်တစ်ဖြတ်ပေါ့နော်3ရက်တစ်ဖြတ်ကအရင်ပတ်တော့ကတော့ကျွန်တော်3ကိုကွယ်ထဲနဲ့ပဲဒါပြီးသွားရတယ်ပေါ့နော်โอเคဒီတစ်ပတ်အတွက်ကျွန်တော်တို့ဘာရမလဲပေါ့နော်ကြည့်အောင်ဒီတစ်ဖြတ်ပေါ့နော်တစ်ပတ်ဆိုတာတစ်ဖြတ်ကျွန်တော်တို့ကြံ2ရက်ရယ်တနင်္လာရယ်ပေါ့နော်ထိုးရမှာဖြစ်ပါတယ်โอเคဒီနေ့ကဗုဒ္ဓဟူးဆိုတော့ပေါ့နော်ဗုဒ္ဓဟူးနေ့ကကျွန်တော်တို့ဒီမှာဒီတစ်ပတ်ပေါ့နော်ဒီတစ်ပတ်က1235ကျင်ရောက်သွားပြီကျွန်တော်တို့ကိုရီးယားထိကန်ဆန်းကျင်တဲ့ပေါ်တာတွေကတော့ထုံးစံတိုင်းပဲပေါ့နော်လာထိုးလို့ရပါတယ်နော်โอเคကျွန်တော်ဘိုင်ပါမှာအားလုံးစာပြန်ပေးပါမယ်ဗျာနော်ကျေးဇူးတင်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီ3ရက်တစ်ဖြတ်လေးတစ်ချက်သွားကြည့်အောင်ပေါ့နော်ကျွန်တော်ဒီမူက335ပေါ့နော်ဒီ3လုံးပေါင်းရမယ်နော်335 3လုံးပေါင်းခြင်းဒီကျွန်တော်တို့ပေါင်းခြင်းနံပါတ်1နော်1ဖြစ်တဲ့အတွက် power ပြီးရင်ကျွန်တော်တို့နက်ခတ်ပေါ့နော်ဒီကောင်ဒီကျွန်တော်တို့ key အနေနဲ့သွားမယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ break နော် break ကဘယ်ကောင်နဲ့ပေါင်းရမလဲဆိုရင်ဒီ3လုံးနော်1 3ညာ3ပေါင်းခြင်းနံပါတ်ဘယ်လောက်ရလဲကျွန်တော်တို့4ပေါ့နော်4 power ကို4နက်ခတ်နှစ်ပေါ့နော်ဒီကောင်ဒီ break နော်ဒါဆိုရင်ကျွန်တော်တို့ဒီ3ရက်တစ်ဖြတ်အတွက်ဒီမှာထုတ်လို့ရပြီပေါ့နော်1 3နော်ပြီးရင်ကျွန်တော်ဒီမှာ1 8ဒီကနေ့တော်တော်လေးတွေ့နေတယ်ဗျာနော်1 8ကပြီးရင်တော့1ပူးရှိမယ်6ကို4 break 6 8ဒီကောင်တော့အကြိုက်ဆုံးမယ်နော်ပြီးရင်6 3လဲကောင်းတယ်2 breakကအပူနော်8ကို4 breakက8 6ဒီမှာကနက်အထက်နော်โอเค9 breakကဒီကောင်လဲအထက်ပဲနော်โอเคပြီးရင်2 breakကတော့80နဲ့4ပေါ့နော်ဒါဆိုရင်ကနန်းကထိုးဖို့မများဘူးနည်းနည်းလေးပဲရှိတယ်ပေါ့နော်ဒီတစ်ကွက်နော်ဒီမှာ2ကွက်နော်အပူကလည်း2ခုပါတယ်ဒါဆိုရင်ကနန်းကတော်တော်လေးနည်းတယ်ပေါ့နော်တော်တော်လေးနည်းတယ်ကျွန်တော်ကတော့6 8ကြိုက်တယ်1 8ကြိုက်တယ်နော်ပြီးရင်6 3 1 3ရှစ်အကုန်ကြိုက်ပါတယ်နော်ကြိုက်တယ်ဒါပေမဲ့ကနန်းထက်ကိုတော့ကျွန်တော်တို့ဦးစားပေးအနေနဲ့နည်းနည်းလေးတင်ထိုးတင်တယ်ပေါ့နော်โอเคဒါက3ရက်တစ်ဖြတ်ကျွန်တော်တို့ကြာတာပရိတောက်ကြတနင်္လာပေါ့နော်ကြာတာပရိတောက်ကြတနင်္လာဖြစ်ပါတယ်โอเคဒီနေ့ကဗုဒ္ဓဟူးဖြစ်တဲ့အတွက်ကျွန်တော်တို့ကိုရီးယားထိကန်ဆယ်ကျင်တဲ့ပေါ်တာတွေကဒီနေ့12နာရီမတိုင်ခင်ဆိုရင်တော့ကျွန်တော်ဒီနေ့ပေါ့နော်လက်မှတ်လေးပို့ပေးနိုင်အောင်ကြိုးစားပါမယ်နော်12နာရီနောက်ပိုင်းရောက်သွားတယ်ဆိုရင်တော့ကျွန်တော်တို့စနေကြမှာပဲရပါတော့မယ်နော်ဒီတစ်ပတ်အတွက်ကျွန်တော်တို့ကိုရီးယားထိကန်ဆယ်လို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဗျာနော်3ရက်တစ်ဖြတ်လေးမှာအဆင်ပြေကောင်းပါစေကနန်းကတော်တော်လေးနည်းတယ်ပေါ့နော်တော်တော်လေးနည်းတယ်စစ်ပေးမယ်လို့လည်းဒါမျှော်လင့်လို့ရတယ်ပေါ့နော်6ကတ်မြောက်ဖြစ်မယ်ထင်တယ်နော်6ကတ်မြောက်လား9ကတ်မြောက်လားမသိဘူးပေါ့နော်6ကတ်မြောက်ကတော့ဖြစ်ဖို့များတော့တယ်ကျွန်တော်လည်းအကတ်ရေးတိတ်ပြီးတော့မမှတ်မိတော့လို့ပေါ့နော်โอเคဒါဆိုရင်ကနန်းတက်2ကွက်ရှိတယ်1 8 6 8နော်အဲကောင်ရဲ့1 3 6 3 8 4ဒီကတော့အပူ2ကွက်ပေါ့နော်အပူကတော့ပေါ်တာတွေထိုးခြင်းလည်းထိုးလို့ရတယ်နော်အားလုံးပဲကျေးဇူးတင်ပါတယ်ဗျာနော်ကိုရီးယားထိကန်ဆယ်ခြင်းနဲ့ဆိုရင်လည်းလာကန်ဆယ်လို့ရပါတယ်ဘိုင်ဘိုင်ပါ